မိတ်ဆွေတို့မိုးရွာတဲ့အချိန်မှာလျှက်စီးလက်တာကိုအရင်မြင်ရပြီးမိုးချင်းတန်ကိုနောက်မှကြားရတာကိုသတိထားဖို့ပါသလား။ဘာကြောင့်လဲ။လျှက်စီးနဲ့မိုးချင်းဟာတပြိုင်နက်တည်းဖြစ်ပေမဲ့ဘာကြောင့်အတန်ကနောက်ကျတယ်လဲ။ဒီနေ့ဗီဒီယိုမှာတော့လျှက်စီးမိုးချင်းအလီးနဲ့အတန်တို့ရဲ့အလင်းကွာခြားချက်ကိုသိပ္ပံနည်းကျရှင်းပြပေးသွားမှာဖြစ်ပါတယ်။ လျှက်စီးဆိုတာကမိုးတိမ်အတွင်းသို့မဟုတ်မိုးတိမ်နဲ့မြေပြင်ကြားမှာဖြစ်ပေါ်တဲ့အလုံးပြင်းထန်တဲ့လျှက်စစ်ထုတ်လွှတ်မှုဖြစ်ပါတယ်။မိုးတိမ်အတွင်းမှာအပေါ်ပိုင်းမှာအပြူသဘောလျှက်စစ်အောက်ပိုင်းမှာအဆိုးသဘောလျှက်စစ်စုစည်းလာပါတယ်။လျှက်စစ်အားများလာတဲ့အခါတစ်ချိန်မှာတပြိုင်နက်တည်းထုတ်လွှတ်သွားပြီးအလွန်တောက်ပတဲ့အလင်းတန်းကြီးပေါ်လာပါတယ်။ဒါကိုပဲလျှက်စီးလို့ခေါ်ပါတယ်။ လျှက်စီးဖြစ်တဲ့အချိန်မှာအပူချိန်ဟာ3000ဒီဂရီဆယ်စီယပ်လောက်ထိတက်နိုင်ပါတယ်။ဒါဟာနေရောင်ထက်တောင်ပိုပူပါတယ်။ဒီအပူကြောင့်လေဟာချက်ချင်းပဲပြင်းထန်စွာချဲ့ထွင်ပြီးနောက်တစ်ခါပြန်ကျုံသွားပါတယ်။ဒီလိုလေဖိအားပြောင်းလဲမှုကြောင့်ထွက်လာတဲ့အတန်လိုင်းကြီးကိုမိုးချွင်းထန်လို့ခေါ်ပါတယ်။အခုအရေးကြီးဆုံးအပိုင်းကိုကြည့်ရအောင်။လျှက်စီးနဲ့မိုးချင်းဟာတစ်ချိန်တည်းဖြစ်ပါတယ်။ဒါပေမဲ့အလင်းရဲ့အလင်းတစ်စက္ကန့်ကို3000ကီလိုမီတာအတန်ရဲ့အလင်းတစ်စက္ကန့်ကို340မီတာဒါကြောင့်အလင်းဟာကျွန်တော်တို့စီကိုချက်ချင်းနှီးပိုင်းရောက်လာပြီးအတန်ကတော့နှီးနေတဲ့အတွက်နောက်မှသာကြားရတာဖြစ်ပါတယ်ဒါကပဲလျှက်စီးကိုအရင်မြင်ပြီးမိုးချင်းတန်ကိုနောက်မှကြားရတဲ့အကြောင်းရင်းမှာမိုးချောင်းဘလောက်ဝေးလေးသိချင်ရင်လျှက်စီးမြင်ပြီးနောက်မိုးချင်းတန်ကြားရဲ့အချိန်ကိုစက္ကန့်နဲ့တွက်ပါဥပမာ9စက္ကန့်ကြာမှကြားရရင်9မြောက်340အမြောက်1900မီတာဆိုလိုတော့က1.9ကီလိုမီတာခန့်ဝေးပါလေအလွယ်မှတ်နည်း3စက္ကန့်အနည်းစား1ကီလိုမီတာဒီနေ့ဗီဒီယိုမှာတော့လျှက်စီးလက်ပေးမှမိုးချင်းတန်ကြားရတဲ့သိပ္ပံအကြောင်းရင်းကိုရှင်းပြပေးခဲ့ပါတယ်အသုံးဝင်နေဆိုရင် like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နောက်ထပ်သိပ္ပံဗဟုသုတဗီဒီယိုတွေမှာပြန်တွေ့ကြမယ်